တရားလက်ကြောင့်နော်နိုင်ငံပတ်တိုက်မှုတွေဖြစ်ပွားနိုင်တယ်လုပ်ငန်းရဲ့လို့လုပ်လာပြီဆိုရင်ကိုယ့်ရဲ့ professional အတိုင်းပြည်ပြောင်းလုပ်မှာဆရာမတွေကိုအများအားပြောတယ်အခု online သင်တဲ့ကျောင်းသားတွေလည်းအလုပ်လုပ်နေတဲ့ကျောင်းသားတွေပေါ့သူတို့လည်းအများအားပြောတယ် personal ကောင်းမှ professional ကောင်းမှာ personal မကောင်းဘူးဆိုရင် professional မကောင်းဘူးဆရာတို့ကအခြေခံနေနေဆိုလို့ချင်းအောက်ခြေကနေပြီးတော့ CPP အဲ့လိုမျိုးပေါ့နော်ပြောထားတာအဲ့တော့အပေါ်ဆုံးက professional ကောင်းခြင်းအလေက personal ကောင်းမှာ personal ကိစ္စမှာမိသားစုပြဿနာတွေရှိနေတယ်ကိုယ့်ရဲ့ relationship ပြဿနာတွေရှိနေတယ်ကျန်းမာရေးပြဿနာတွေရှိနေတယ်ဆိုရင်အလုပ်ကိုလာတဲ့အခါမှာ professional မှာကောင်းမှာစိတ်ချနေကောင်းမှာမကောင်းတော့ကိုယ့်ရဲ့ personal မှာနေမကောင်းဘူးဆိုတဲ့ပြဿနာဖြစ်နေတယ်ဒါမဲ့အလုပ်ကိုလာတယ်ဆိုတော့လုံးဝရစင်ပြေမှာမဟုတ်တော့ကိုယ့်ရဲ့အိမ်မှာသူ့ရဲ့ personal ကိစ္စကမိသားစုပြဿနာတက်နေတယ်ဒါပေမဲ့လည်းလောကကြမှာဖြစ်မနေလာရအောင်လာရတဲ့အခါကျတော့အလုပ်ထဲမှာသူစိတ်ကရွှင်မအောင်မရွှင်တော့ဘူးပေါ့ဟုတ်ပြီအဲ့တော့ဆရာတို့ကဘာကိုကောင်းအောင်လုပ်ရမလို့ဆိုရင်ကိုယ့်ရဲ့ personal မှာတက်နိုင်တဲ့များ stress တွေပြဿနာတွေနည်းအောင်နည်းနိုင်များနည်းအောင်ထားရင်ဒီဘက်ကအလုပ်က professional မှာကောင်းတယ်ဘောပါလားဒါပေမဲ့အစောကဥပမာပေးလိုက်တဲ့အချိန်မှာနေမကောင်းတာနဲ့အိမ်ပြဿနာအလုပ်ထဲမှာလည်းကိုချင်းချင်းတွဲလုပ်နေတာဆိုတဲ့အခါကျတော့တရားလက်ကြောင့်နော်နိုင်ငံပတ်တိုက်မှုတွေဖြစ်ပွားနိုင်တယ်ပေါ့နော်ဟုတ်တယ်အဲ့ဒါနော်အဲ့လိုမျိုးဖြစ်ပွားနေတယ်အဲ့ဒီခါမှာဆိုလေတရားလက်ကြောင့်က personal မှာကောင်းလားဆိုရင်မကောင်းတော့အဲ့ဒီနေရာမှာလည်းဆရာတို့ကတခါအဆင်ပြေအောင်ဆက်ဆံအောင် For you and